မှာရှိတဲ့အကြီးမားဆုံးလျှို့ဝှက်စွမ်းအားမင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကိုကျွန်တော်အနေနဲ့မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်မိတ်ဆွေရဲ့ဘဝမှာလှုပ်ချင်တာတွေလည်းအများကြီးရှိတယ်အိမ်မက်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့နှစ်တွေလတွေသာပြောင်းလဲသွားတယ်ကို့မှာဘာမှပြောင်းလဲမသွားပဲရပ်တန့်နေတယ်လို့ခံစားရဘူးလားတကယ်တော့အဲ့ဒီလိုဖြစ်နေတာမိတ်ဆွေမှာအရေးအချင်းမရှိလို့လည်းမဟုတ်ဘူးအခွင့်အရေးမရှိလို့လည်းမဟုတ်ပါဘူးမိတ်ဆွေမှာရှိပြီးသားအားသာချက်စွမ်းအားတစ်ခုကိုအသုံးမချမိလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်နပိုလီယန်ဟေးကအခုလိုပြောထားပါတယ်လူတိုင်းမှာစွမ်းရင်တစ်ခုစီရှိကြပါတယ်တဲ့အားသာချက်တစ်ခုစီရှိကြပါတယ်တဲ့အဲ့ဒီစွမ်းရင်ကိုစိတ်ပြတ်ဖို့အတွက်သုံးမလားအကြောင်းပြချက်ပေးဖို့အတွက်သုံးနေသလားဒါမှမဟုတ်အောင်မြင်မှုတိဆောက်ဖို့အတွက်ပဲသုံးမလားဆိုတာကကွာခြားချက်တစ်ခုဖြစ်ပါတယ်တဲ့တခါတော့ကလူငယ်တယောက်ရှိခဲ့ပါတယ်သူ့မှာအင်ပဒမကြီးမားတဲ့အိမ်မက်တစ်ခုလည်းရှိနေခဲ့ပါတယ်ဒါပေမဲ့သူကအဲ့ဒီအိမ်မက်ကိုအကောင့်ထဲဖို့ဖော်ဖို့ဘာလို့မှမေရမလုပ်ပဲနေ့တိုင်းထိုင်ပြီးတော့အဲ့ဒီအိမ်မက်အတွက်စိတ်ကူးယဉ်နေခဲ့တာပဲဖြစ်ပါတယ်သူကနေ့တိုင်းလည်းပဲသူ့ဘဝရဲ့မပြည့်စုံတဲ့အခြေအနေတွေကိုအပြစ်တင်နေခဲ့ပါတယ်ဒီလိုနဲ့အခြေအနေသာကြာသွားတယ်သူ့ဘဝကဘာမှပြောင်းလဲတိုးတက်လာခြင်းမရှိပါဘူးတနေ့မှာတော့သူ့အိမ်မက်တွေအတွက်လက်တွေ့ဖြစ်လာဖို့သူဘယ်လိုလုပ်ရမယ်ဆိုတာကိုသူသဘောပေါက်လာပါတယ်အဲ့ဒါကတော့ငါမှစွမ်းရင်မရှိတာမဟုတ်ဘူးငါရဲ့စွမ်းရင်တွေကိုနေရာမှားပြီးအသုံးပြုနေတာဆိုတာပဲဆိုတဲ့အတိတ်တစ်ခုရသွားတာပဲဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးသူ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့သူမနဲ့စောထားတယ်စကေးတစ်ခုကိုစတင်ယူတယ်နေ့တိုင်းသူစပြီးတော့သူ့အိမ်မက်တွေဗီဒီယိုတွေဖန်တီးပါတယ်သူ့အိမ်မက်တွေအချိန်ပေးတယ်စူးစမ်းတယ်ဒီလိုနဲ့ပဲသူဟာတစ်နှစ်လောက်ကြာသွားတဲ့အခါမှာတော့သူ့ရဲ့ဘဝကလုံးဝကိုပြောင်းလဲသွားပါတယ်ပြောင်းလဲသွားတာကအခြေအနေမဟုတ်ပါဘူးသူ့မှာရှိတဲ့စွမ်းရည်တွေကိုအသုံးချတဲ့နီလန်ပဲဖြစ်ပါတယ်ရေပုံရအပြင်လူတိုင်းမှာ24နာရီကိုစီပိုင်ဆိုင်ကြပါတယ်ဒါပေမဲ့လူတိုင်းရဲ့ရလက်တွေကတော့မတူညီကြပါဘူးဘာလို့လဲဆိုတော့လူတချို့ကသူတို့ရဲ့စွမ်းအင်တွေကိုမလိုလားအပ်တဲ့နေရာတွေမှာဖြုံးတီးပြစ်နေကြပါတယ်ဘဝကိုပြောင်းလဲခြင်းနဲ့လူတချို့ကတော့သူတို့ရဲ့စွမ်းအင်တွေကိုသူတို့ရဲ့အနာဂတ်အိမ်မက်တည်ဆောက်ဖို့အတွက်အသုံးပြုကြပါတယ်ဒီနေ့ကစပြီးမိတ်ဆွေရဲ့အာယုံဆိုင်မှုစိတ်အားထက်သန်မှုအချိန်စတဲ့အရာအလုံးကိုမိတ်ဆွေဖြစ်ခြင်းတဲ့ဘဝအတွက်ဥတည်လိုက်ပါဘာလို့လဲဆိုတော့မိတ်ဆွေရဲ့အကြီးမားဆုံးစွမ်းအားကမိတ်ဆွေရဲ့အပြင်ဘက်မှာရှိတာ